ကဲအားလုံးပဲမင်္ဂလာပါဗျာ Football Day ID Channel ကနေပြီးတော့ညီတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်အလုပ်လေးနဲ့များသွားတာနဲ့ကျွန်တော်ရဲ့ဗီဒီယိုကို TikTok မှာတင်ပေးခဲ့ခြင်းမရှိလိုက်ဘူးဗျာမတင်ပေးခဲ့လိုက်ရဘူး Okay ဒီနေ့ညမှာတော့ Champion League ပွဲကောင်းလေးတွေနဲ့အတူ Brother တို့ရဲ့ Football Day ID ကချစ်ကိုတွေစီပြန်လာခဲ့ပြီပဲဖြစ်ပါတယ်ဗျာပွဲကောင်းလေးတွေမောင်တဲ့လေးတွေတင်ဆက်ပေးတော့မှာမလို့ကျွန်တော် Telegram Channel လေးကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လာတော့ join ပြီးတော့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစီခင်ဗျာ Okay ဒီနေ့ညမှာကစားသွားမယ် Champion League 2 share ပွဲကောင်းတွေကပွဲကောင်းလေးတစ်ပွဲကိုကျွန်တော်ရဲ့ချစ်ကိုတွေအတွက်ကျွန်တော်ကနေပြီးရွေးချက်30ပေးမှာပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်ကတော့စလာဗီးယားပရာဂွေးနဲ့ဘာစီလိုနာပွဲစဉ်ပဲဖြစ်ပါတယ်ဗျ။ဘာကြီးကတော့ဘာစီလိုနာကနေပြီးနှလုံး90ပေးထားတယ်။ဂိုးကောင်းလေးကတော့3လုံး90ရှုံပေးထားတာကိုတွေ့ရတယ်ဗျ။ပရာဂွေးတို့ကတော့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပြီးတော့ဘာစီလိုနာတို့ကနောက်ဆုံး5ပွဲမှာ4ပွဲနိုင်1ပွဲရှုံးထားပြီးတော့လာလီဂါမှာရီယက်ဆိုစီတက်ကိုအဝေးကွင်းမှာ 1-2 ဆိုတဲ့ရလန်နဲ့ရှုံးနေထားတာပဲဖြစ်ပါတယ်ဗျ။ဒီနေ့ချန်ပီယံလိမှာဘာစီလိုနာအသင်းအနေနဲ့ရမယ်7မန်းနဲ့အတူပဲအဆင့်15နေရာမှာရပ်တည်နေတယ်။ ချက်စီးနဲ့ PSG ကိုပဲရှုံးနိုင်ထားတာလည်းဖြစ်တယ်။ကျန်တဲ့ဘွဲတွေကတော့အားလုံးအဆင်ပြေတာကိုကျွန်တော်တွေ့ရတယ်ဗျ။စလာဗီးယားပရာဂွေးကတော့အချင်းနေမကောင်းဘူး။3မှတ်ပဲရရှိသေးတာကိုလည်းကျွန်တော်တွေ့ရတယ်။အိမ်ဝင်းမှာ2ဂိုးပဲရရှိပြီးတော့7ဂိုးပေးထားတာကိုလည်းတွေ့ရတယ်ဗျ။ဘာစီလိုနာအသင်းနေနဲ့နောက်ထပ်6မှတ်ရရင် play-off ကန်ရမလို့ပဲနဲ့1-8ကိုဝင်နိုင်ပြီပဲဖြစ်တယ်။နောက်ဆုံးပွဲကတော့ကိုပန်ဟိန်းနဲ့အိမ်ဝင်းဒါကြောင့်မလို့ဒီပွဲမှာဘာကာတို့အနေနဲ့လုံးဝအနိုင်ကန်သွားဝယ်ရှိတယ်လို့ကျွန်တော်ကတော့ထင်တယ်။ကျွန်တော်ကတော့ဘာစီလိုနာ body ကိုကြိုက်တယ်။ကိုပေါင်းလေးရဆိုရင်တော့ဂိုးအောက်လေးကိုပဲရွေးချက်ပေးလိုက်ပါဗျ။ဆုံးနေကြည့်သွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းချင်းတောင်ကျေးဇူးတင်ပါတယ်။ဝယ်ကောင်းလေးမောင်လေးလေးလည်းတင်ဆက်ပြီးတော့မှမလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join လုပ်ပေးကြပါဦးဗျ။